Hello မင်္ဂလာပါကျွန်မတို့ဆွီဆွီ Jennifer ကို Kentucky မှာ license ရ real estate နဲ့ loan officer လုပ်နေတဲ့လူဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်မတို့ America မှာ realtor တွေ buyer တွေနဲ့ open house တွေမှာဘယ်လိုအလုပ်လုပ်လေးရှိလဲဆိုတာကျွန်မပြောသွားမှာဖြစ်ပါတယ် open house တွေကတော့ဒီအိမ်ရောင်းတဲ့ agent တွေကနေသူတို့အိမ်တွေသူများတွေကြည့်နိုင်အောင်ပေါ့နော် weekend တွေမှာ2နာရီလောက်တော့ဖွင့်ထားပြီးမှကြိုက်တဲ့လူတွေဝင်ခွင့်ပေးတာဖြစ်ပါတယ်အဲ့ဒီ open house သွားမယ်ဆိုလို့ရှိရင် appointment ယူစရာမလိုပါဘူးအဲ့ဒီကန့်သက်ထားတဲ့အချိန်လေးမှာကိုကသွားလို့ရပါတယ်ပြီးရင်အဲ့ဒီမှာစောင်းပြပေးတဲ့ဒီ agent တွေနဲ့လည်း sign ထိုးစရာမလိုဘဲနဲ့အိမ်တွေကြည့်ခွင့်ရှိပါတယ်အဲ့တော့တခုလေးပဲရှိတယ်ဒီ open house လာတယ်ဆိုလို့ရှိရင်ကျမတို့ agent တွေကနေမိတ်ဆွေတို့ရဲ့ဟို information တွေ sign in ရှိယူလေးရှိပါတယ်ကိုယ့်ရဲ့ phone number email တွေကိုသူတို့တောင်းလေးရှိတယ်တကယ်လို့ကိုကဒီ agent တွေနဲ့အလုပ်လုပ်ဖို့အစီအစဉ်မရှိဘူးသူတို့ဆက်သွဲတာလည်းမလိုချင်ဘူးဆိုလို့ရှိရင်လုံးဝမထားခဲ့ပါနဲ့ကိုစန္ဒရှိမှပဲထားလို့ရပါတယ်တကယ်လို့ထားခဲ့တယ်ရေးပေးခဲ့တယ်ဆိုလို့ရှိရင်လည်းသူတို့တွေကိုကျွန်တော်ကိုဆက်သွဲပါလို့ခွင့်ပြုချစ်ပေးလိုက်တယ်လို့ဖြစ်ပါတယ်အဲ့တော့ဒီကိုကဒီအိမ်တွေကိုကြိုက်တယ်ဟိုကမ်းလှမ်းချင်တယ်ဆိုလို့ရှိရင်လေကို့မှာ agent ရှိတယ်ဆိုရင်ကို့မှာ agent ရှိတဲ့အကြောင်းပြောပြီးမှ agent ကနေတဆင့်သူတို့ကိုဆက်သွဲပေးလို့ရပါတယ်အဲ့တော့အဓိကတော့ open house တွေမှာတွားရင်အဲ့ဒီ open house မှာရှိတဲ့ agent တွေနဲ့သဘောတူညီစာချုပ်လုံးဝထိုးစရာမလိုဘဲနဲ့အိမ်ကြည့်လို့ရတယ်ကိုယ့်ရဲ့ information ကိုယ့်ရဲ့အကြောင်းအရာတွေကိုလည်းမထားပေးချင်ဘူးဆိုလို့ရှိရင်လုံးဝအဲ့ဒီဟာ sign in ရှင်းမှာလုံးဝ sign ထိုးစရာမလိုပါဘူးပြီးရင် email တွေမှာ sign ထိုးခိုင်းဖို့ပြောတယ်ဆိုလို့ရှိရင်လည်းအဲ့ဒါလုံးဝထိုးစရာမလိုဘူးဆိုတော့ကျွန်မပြောပြလိုတာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်ရှင်